ကဲအားလုံးပဲမင်္ဂလာပါနော်ဂျူဂျူကီတာ channel ကနေပြီးတော့ကိုမာတွေအားလုံးပဲတဦးတယောက်ချင်းစီတိုင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ရှင်ဟုတ်ကဲ့ပါနော်ဂျူရဲ့ဗီဒီယိုဖိုင်လေးနဲ့ဝင်လာတာနဲ့ channel ကို subscribe မလုပ်ရသေးတဲ့ကိုမာကြီး subscribe လေးတယောက်ချက်နေပြီပါနော် like လက်မလေးတယောက်ချက်နေပြီးအားပေးဝေးရပြီပါအများမြင့်များတွေ့များပေါအောင်လဲတယောက်ချက် share ပေးပါလို့မြတ်တာရက်ခံပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးပါရှင်ကဲမြန်လေးဝင်လာမယ်နော်ဝင်လာတဲ့ channel အသစ်ကလေးဖြစ်တဲ့ subscribe နှိပ်ပါနော်ဘာလို့လဲဆိုတော့channel နေရာခဏခဏဘန်းကအထီးများဖြစ်တဲ့ဂျူလက်ဟိုဘက်သွားလို့ရဒီဘက်သွားလဲရကိုမာကြီးလဲနော် line နဲ့ပင်မနေဒါပေမဲ့မြဲတယ်တော့ပင်မအကျိုးနဲ့ပါတယ်နော်ဒါကြောင့်မလို့မတွေ့ရဲ့ကိုမာကြီးရှိနေမှာဆိုလို့နော်အခုကိုမာကြီးကဝင်လာတဲ့တယောက်တစ်ချက် share ပေးပါ like လက်မလေးနှိပ်ပေးပါရှင် channel လေးကို subscribe နှိပ်သွားပါနော်စဖွင့်ကြရတက်ကြွလေးသွားမယ်ဒါဆိုတောက်ချအောင်မြင်လိုက်မယ်နော်ပြီးခဲ့တဲ့ဘက်မှာလဲနော်နေတိုက်တွေရောအဖွဲ့ဝင်တွေရောတပတ်လုံးအဆင်ပြေတယ်နော်ပြီးခဲ့တဲ့ဘက်မှာတောက်ကြနေနှစ်ရှိထိကိုအဆင်ပြေနေရောပဲအဆင်ပြေနေတော့နော်နေတိုက်တွေရောအဖွဲ့ဝင်တွေရောကဲမြန်လေးဝင်လာမယ်နော်ကျူရဲ့ဒီဗီဒီယိုဖိုင်လေးကတူတူနဲ့လိုရင်းမဲ့သွားမယ်ဘာဖြစ်လို့ဆိုတော့ကျူတို့တပတ်စာအချုပ်လဲပါမယ်နေတိုက်လဲပါမယ်နော်ဒါပေမဲ့ကျူတပတ်စာအချုပ်ကိုရင်ခေါ်ပြီးမယ်ပြီးမှနေတိုက်ကိုပြောပြီးမယ်ကိုကမာကြီးကတေချာလေးခွဲမဲ့မယ်နော်တပတ်စာချုပ်တွေနေတိုက်တွေကိုရောသွားမှာဆိုလို့နော်တပတ်စာချုပ်မတင်လဲကိုကမာကြီးကမေးနေကြတယ်နော်ဒါကြောင့်မလို့ကျူကတင်ပေးတာပါရှင်စိုက်တူရဲဆိုရင်ယူသုံးယူကစားနိုင်ပါတယ်နော်ဝင်လာနဲ့ like လက်မလေးနှိပ်မယ်တယောက်တစ်ချက် share ပေးပါနော်အများမြင်များတွေ့များပါအောင်လို့ share လိုက်ပါနော် channel subscribe မရသေး subscribe လေးနှိပ်ပါနော် channel တက်ကလေးဖြစ်တဲ့ကျူတို့တပတ်စာအချုပ်တွေနေတိုက်တွေမသွားခင်နော်အဖွဲ့ဝင်ချင်းသေးတဲ့ကိုမာတွေနော်ကျူဒီ300အတွင်းဇာတို့ဘက်ဒီတလုံးဝေကနက်3ခွက်ကိုအဖွဲ့ဝင်ခေါ်တာပါအဖွဲ့ဝင်ကြီးက1000ကျပ်ပါဝင်မယ်ဆိုလို့ရှိရင်ကျူရဲ့ဖုန်းနံပါတ်တစ်လုံးနဲ့ကိုနော်တိုက်ရိုက်ဆက်သွယ်လို့ရတယ်လို့မျိုးနော် Viber နေပြီးတော့ပြေစာပို့လဲရပါတယ်ရှင်တေချာလေးလဲစဉ်းစားဆုံးဖြတ်ပါနော်ယုံကြည်မှလည်းဖွဲ့ပေါ်မှာတယောက်နဲ့တယောက်ယုံကြည်မှုကလည်းအဓိကအခုမှဝင်တဲ့သူတွေကတော့လက်ဆောင်ကတော့နော်လက်ဆောင်ကမမီတော့လက်ဆောင်မှာရပြီးရဲ့ကိုမကြီးကနော်မုံဘိုးကြီးလဲလွှဲကြရတဲ့လဲကျေးဇူးတင်ပါတယ်နော်ဒါကြောင့်မလို့လက်ဆောင်အမိဝင်ဆိုတာဒါကိုပြောတာကဲဝင်မယ်ဆိုလို့ရှိရင်ဂျူဖုန်းနံပါတ်ကလေးခေါ်ပေးမယ်နော်ခုမှဝင်မယ်ကိုမကြီးခုတည်းကလာဝင်ဂျူဒီညတညနဲ့မနေ့ဖြတ်17နာရီထိပဲဂျူအဖွဲ့ဝင်လက်ခံတော့မယ်နော်မနေ့ဖြတ်မနေ့17နာရီထိပဲအဖွဲ့ဝင်လက်ခံမယ်မနေ့ဖြတ်မနေ့17နာရီထိုးကနေဂျူအဖွဲ့ဝင်ပိတ်မယ်အဖွဲ့ဝင်ပိတ်ဂျူကဖုန်းမှာအတန်ပိတ်တာဖြစ်တဲ့ကိုမကြီးလာဝင်လဲဂျူမသိတော့ဘူးနော်တခါလေးပြောပြီးသားဒါကြောင့်ဝင်မယ်ဆိုလို့ရှိရင်အခုတည်းကလာဝင်ထားပါနော်ဂျူရဲ့ဖုန်းနံပါတ်ဒီ3995224214ဒီဖုန်းတစ်လုံးနဲ့ပဲကိုင်ပါတယ်ကျန်တဲ့ဖုန်းဘယ်ဖုန်းမှမသုံးပါဘူးเนาะဒီဖုန်း5ပါမှာပြေစာပို့လို့ရတယ်လို့ပြောဒီဖုန်းတိုက်ရိုက်ဆက်သွယ်မယ်ဆိုလည်းရပါတယ်ရှင်ကဲဖုန်းညနေကိုမလာဝင်ထားပါရှင်เนาะကဲဒါဆိုဂျူရိုနော်တပတ်စာအချုပ်ကလေးရင်သွားမယ်6ရက်ကနေ10ရက်နေ့ထိเนาะတပတ်စာအချုပ်တပတ်လုံးမှာတနင်္လာနေ့ကနေတောက်ကြနေ့ထိမပြောက်ပတ်သီး၄လုံး share ခွင့်နေနဲ့လည်းသုံးလို့ရတယ်မပြောက်ပတ်သီးအနေနဲ့လည်းသုံးလို့ရတယ်เนาะမပြောက်ပတ်ဒီ၄လုံး share ခွေသည်2509ပါနော်2509မပြောက်ပတ်ဒီ၄လုံးနေနဲ့လည်းသုံးလို့ရတယ် share ခွေနေနဲ့လည်းသုံးလို့ရတယ်နော်ဒါတစ်ပတ်စာချုပ်တွေခေါ်ပေးနေနော်2509 break နေနဲ့ဆိုရင်1 break 9 break 1 break ကိုကြိုက်ပါတယ်ရှင်နော် break နေနဲ့ဆိုလို့ရှိရင်1 break 9 break 9 break ပါနော်ပြီးရင်တော့ဂျူပေးနေကြတိုင်းပဲညီကို10ပြည့်လာပါမယ်တပတ်လုံးမှာနော်ညီကို10ပြည့်လာပါမယ်ရှင့်ဒါဆိုတော့ဂျူတို့တပတ်စာချုပ်လေးပြီးပြီနော်ပြန်ခေါ်ပေးမယ်6ရက်ကနေ10ရက်နော်တလင်းလာနေကနေတောက်ကြနေထီနော်မပြောက်ပတ်ဒီ၄လုံး share ခွေနေနဲ့လည်းသုံးလို့ရတယ်2509 break နေနဲ့ဆိုလို့ရှိရင်1 break 9 break ပြီးရင်ဂျူပေးနေကြတိုင်းပဲညီကိုနဲ့10ပြည့်လာမယ်နော်ဒါဆိုဂျူတို့နေတိုက်လေးသွားမယ်6ရက်နော်6ရက်နေ့အတွက်ကျူနေတိုက်လေးသွားမယ်အဖွင့်နေ့နေကုန်စာအတွက်6ရက်9လ2026အဖွင့်နေ့နေကုန်စာအတွက်ကျူ၄လုံးခွေကိုရေးစမယ်နော်၄လုံးခွေဒီဂီမဟုတ်တဲ့အတွက်ဘာနဲ့မှကတ်ထိုးစရာမလိုဘူး၄လုံးချင်းချင်းခွေစော်မယ်နော်၄လုံးခွေဒီ2409အခွေပါကြားရ comment လေးမှတ်ပြီနော်2409အခွေနော်6ရက်9လ2026အဖွင့်နေ့နေကုန်စာအတွက်၄လုံးခွေဒီ
နှစ်လေးခွန်ကိုအခွေပါရှင်ပတ်တိ3ညပတ်တိ5ပတ်တိ3ည5ပတ်တိเนาะပတ်တိနေနဲ့ဆိုရင်3ညပတ်တိ5ပတ်တိပတ်တိမပတ်နိုင်တဲ့ကိုမတွေအတွက်3ညနဲ့ဆိုရင်4ကွက်3ည1 3ည2 3ည4 3ည9เนาะအကြိုက်ဆုံး4ကွက်ပါเนาะ3ညနဲ့ဆိုရင်3ည1 3ည2 3ည4 3ည9ထပ်ခေါ်ပေးမယ်ကြားကွန်မန့်လေးမှန်ပြပါ like လက်မလေးနှိပ်ပြပါ channel တက်ကလေးဖြစ်တဲ့ subscribe နှိပ်သွားပါဒါကကျူတင်သမျှအများနဲ့မြင်ရတွေ့ရမှာเนาะ3ညနဲ့ဆိုရင်3ည1 3ည2 3ည4 3ည9 5နဲ့ဆိုရင်5 2 5 3 5 4 5 8 5 2 5 3 5 4 5 8ထပ်ခေါ်ပေးမယ်နော်5နဲ့ဆိုရင်5 2 5 3 5 4 5 8အဲ့ရှိခွက်တော့မှကျူအကြိုက်ဆုံး main နှစ်ခွက်ကိုထပ်ပြီးတော့ခြုံပြထားတယ်ပြီးတခွက်ကောင်းပြောပြီးတော့ကျူပြီးတော့ file လေးရနာမယ်နော်မပြောခင်အဖွဲ့ဝင်ကျင်တဲ့ကိုမတွေနောက်တစ်ခေါက်ပြန်ပြောပါမယ်အဖွဲ့ဝင်မယ်ဆိုအခုတည်းလမ်းဝင်ထားပါဒီညတညနဲ့မနေ့ပြန်မနေ့17နာရီထိပဲကျူအဖွဲ့ဝင်လက်ခံပါမယ်နော်အဖွဲ့ဝင်ကျတော့1000ကျပ်ပါ3ရက်အတွင်းစာရုပ်ပတ်တိတစ်လုံးမွေးကွက်3ကွက်ကိုအဖွဲ့ဝင်ခေါ်တာပါရုံကြည့်တဲ့ဆိုအခုတည်းလမ်းဝင်ထားလို့ရပါတယ်ရှင်ခဲဒါဆိုလို့ရှိရင်နော်မိန်းရောက်ကွက်2ကွက်အနေနဲ့ဆိုလို့ရှိရင်3ညနဲ့ဆို3ည9 5နဲ့ဆိုရင်54 3ည9ရယ်5 4ရယ်အကြိုက်ဆုံးမိန်းရော2ကွက်ပါเนาะထပ်ခေါ်ပေးမယ်3ည9 5 4အကြိုက်ဆုံးမိန်းရော2ကွက်ဒါဆိုကြည့်တစ်ကွက်ကောင်းပြောပြီးတော့0 ဗီဒီယိုဖိုင်လေးဒီမှာပဲရန်နာမယ်เนาะ6ရက်9လ2026ဖွင့်နေနေကုန်းစားတဲ့တက်ကွက်ကောင်းသည်18ပါเนาะတက်ကွက်ကောင်းသည်18ဂျူးရဲ့ကနန်းလေးကောင်အားထိုးရမယ်เนาะကိုကိုမာရဲ့ဂျူးထက်ရဲ့ဘေးရဲ့ဘေးလေးမရှိဘူးကိုကိုမာရဲ့အားဆော့မယ်เนาะတကွက်ကောင်းနေနဲ့ဆိုလို့ရှိရင်တော့18ကဲဒါဆိုလို့ရှိရင်တော့0 ဗီဒီယိုဖိုင်လေးဒီမှာပဲရန်နာမယ်ဖွဲ့ဝင်နေတဲ့သူတွေဆက်သွယ်လို့ရပါပြီရှင်เนาะကိုကိုမာရဲ့အကုန်လုံးပဲကိုကျမ်းမာရေးစိတ်ချမ်းသာပြီးတော့ပညာရေးလူမှုရေးစီးပွားရေးကျမ်းမာရေးဆက်ဆက်ရအဆင်ပြေကြပါစေเนาะဝင်ငွေတွေလည်းစားတတ်ဖို့တိုးတက်ပါစေမနက်ဖြန်မှာလည်းဖွင့်ဖွင့်ချင်းငွေထုတ်ပါရပါစေလို့ဆုမကောင်းလေးတောင်းပေးပါတယ်เนาะအားလုံးပဲ good luck ပါ